international student တွေဆိုတော့တို့တော့ပေါ်ရွေးကြရဲပေါ့နော်လို့ရှိရင်ယထာစီးရတွေကအစပေါ့နော်အစရဲ့ stadium လေးရှာလေးပုံမြင်သေးတယ်ဆိုတော့တိတ်တော့အခက်ခဲမရှိဖြစ်ဘူးပေါ့နော် ဒီမာလေးတို့အနေနဲ့ဒီကျောင်းကိုဆက်ဆက်ရောက်ချင်းပေါင်းစောပတ်မှာဘယ်လိုမျိုးအခက်ခဲရှိခဲ့လဲပေါ့။ပြီးတော့ဒီအခက်ခဲတွေကိုဘယ်လိုကြော်ဖြတ်ခဲ့လဲ ညီမတက်တော့ပေါ့နော်ညီမနေရာကျတော့အကြောင်းနဲ့နည်းနည်းဝေးတယ်နည်းနည်းလှမ်းပြီးမျိုးရဲ့ဘက်ရောက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့စစောက်ဆုံးရောက်တဲ့အချိန်မှာတော့ဘာစားရမလဲကိုဘယ်လိုသွားရမလဲဆိုတော့အခက်ခဲရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့အခန်းဖော်နဲ့ communicate လုပ်တာအဲ့လိုမျိုးအဆင်ပြေလာတဲ့အတွက်ကြောင့်မို့နောက်ပိုင်းအဲ့လိုမျိုး communication skill တွေတိုးတက်လာပြီးတော့အဆင်ပြေသွားပါတယ် ညီမကကျတော့ဒီ AP ကို campus competition မှာပဲနေတာဆိုတော့ပေါ့သူတို့ကအဓိကအပြင်ဒီ competition card ကိုအရင်တုံးကြရပေါ့နော်ဘယ်နေရာပဲဝင်ဆိုတော့အဲ့ဒါနဲ့ဒီအခက်အခဲတစ်ခုကကျတော့ညီမအိတ်ခမ်းထဲမှာဟုတ်တော့ဖတ်လေးကြံခဲ့တော့ပေါ့နော်အဲ့ဘယ်သူ့ကိုခုညီတောင်းအောင်မသိဘူးအဲ့နဲ့ဒီမှာပုံပန်းခိုင်းလို့လည်းဆက်သွယ်လို့ရတယ်ပြီးလို့ရှိရင်ဒီ roommate ကကြတော့လည်းဒီတော့အဆင်ပြေရပေါ့နော် international student တွေဆိုတော့တို့တော့ပေါ်ရွေးကြရဲပေါ့နော်လို့ရှိရင်ယထာစီးရတွေကအစပေါ့နော်အစရဲ့ stadium လေးရှာလေးပုံမြင်သေးတယ်ဆိုတော့တိတ်တော့အခက်ခဲမရှိဖြစ်ဘူးပေါ့နော်